အတိုင်းအပြစ်ရှိတယ်သူပစ္စည်းမတရားယူတယ်ဘုရားပွင့်သည်ဖြစ်စေမပွင့်သည်ဖြစ်စေဘုရားသိက္ခာပုဒ်ဖြင့်ပြညတ်တော်မူသည်ဖြစ်စေမပြညတ်သည်ဖြစ်စေဒီအဒိဏဒဏ္ဍကံသည်အဘယ်ကိုပြစ်ချနိုင်တဲ့စွမ်းအားအပြည့်အဝရှိတယ်အဲ့ဒီလိုသိက္ခာပုဒ်တွေလည်းဘုရားရှင်ကပြညတ်ထားပါတယ်ဉာဏ်တော်များဘိုးရချောင်းမုတ်တတ်ခဲ့ရင်ပါစေအဘတ်တင်စေလူဆက်ရှိတဲ့ပုဂ္ဂိုလ်ရဲ့အသက်ကိုတတ်ခဲ့ရင်ပါရဇိကအဘတ်တင်စေစသည်ဖြင့်သိက္ခာပုဒ်တွေပြညတ်ထားတယ်အဲ့ဒီလိုသိက္ခာပုဒ်များကဘင်ကိုလောကတဘာဝအတိုင်းအပြည့်ရှိနေတဲ့သိက္ခာပုဒ်တွေဖြစ်ချင်းကြောင့်လောကဝိဇ္ဇသိက္ခာပုဒ်လို့ခေါ်ပါတယ်နောက်သိက္ခာပုဒ်တစ်မျိုးကတော့ပဏ္ဏတိဝိဇ္ဇသိက္ခာပုဒ်ပဲလောကပင်ကိုတဘာဝအတိုင်းအပြည့်ရှိသည်တော့မဟုတ်ဘူးဘုရားရှင်ပြညတ်တော်မူရလို့သာလျှင်ပြညတ်တော်မူလို့သာလျှင်အဘတ်တင်ရတဲ့သိက္ခာပုဒ်မျိုးတွေပဲဥပမာဦးဇင်းတို့မျက်ပေါ်တွေမထွေးရဘူးဉာဏ်တော်တွေဒါမြတ်စွာဘုရားသိက္ခာပုဒ်ပြညတ်ထားတယ်မျက်ပေါ်ကိုတွေထွေးခြင်းဒီဟုသောအကြောင်းကြောင့်အပင်ကြီးရောက်နေတဲ့စွမ်းအားမရှိပါဘူးအပြစ်မရှိဘူးဒါပေမဲ့လို့ထိုခေတ်ထိုချိန်ခါမှာတည်ရှိနေတဲ့ယရဏတော်မကိုကိုယ်ွယ်စိတ်ကနေတဲ့ပုဂ္ဂိုလ်တွေကမြတ်သောအဖြစ်သစ်ပင်နဲ့မျက်ပင်တွေမှာလဲရုပ်ဇီဝိတလို့ခေါ်တဲ့ဇီဝိတ္တိတို့တစ်မျိုးရှိတယ်ဇီဝိတ္တိတွေတစ်မျိုးရှိနေတယ်လို့သူတို့ကလက်ခံယုံကြည်ကြဒါကြောင့်ဒီမျက်ပင်သစ်ပင်အပေါင်းကိုဖျက်ဆီးခဲ့မယ်ဆိုရင်လဲသူ့အသက်ကိုတတ်တည်မြည်တယ်လို့သူတို့ကဒီလိုလက်ခံထားတဲ့ယုံကြည်ချက်ကသိပြန့်နှံ့နေတယ်ဒီတရားဓမ္မတွေကပဲယရဏသုံးပါးကိုပြန်ပြီးကိုယ်ွယ်စိတ်ကနေတာဖြစ်တော့သူတို့ရဲ့ယုံကြည်ချက်တွေကိုထိတ်တဲ့ဆန့်ကျင်ဘက်သွားလုံနေခဲ့ရင်အကုသိုလ်တရားတွေတို့ဘောနေမှာဆိုလို့ဘုရားရှင်ကမျက်ပင်တွေတည်တည်ပြည့်စည်နိုင်တဲ့အတွက်မျက်ပေါ်မှာတွေမထွေးရမျက်ပေါ်မှာကျင်ငယ်မဆွံ့ရမျက်ပေါ်မှာကျင်ကြီးမဆွံ့ရအစသည်ဖြင့်သိက္ခာပုဒ်ကလေးတွေပြညတ်ပြရတယ်ကျင်ကြီးကျင်ငယ်ဆွံ့မဲ့တွေထွေးမဲ့ဆိုရင်ဒီမျက်ပင်တွေ